ကြောမှာမင်းပန်ဖို့ရည်စုပန်းခုရဲ့ပြီလာပါရဲ့မေရဲ့ပန်းလေးတစ်ပွင့်လုံးပန်းပန်သူမူရတွေအေးများလာတယ်ကြပြပွဲပွဲစားနွဲ့နွဲ့ကြပြရေးရေးစားရေးရေးလာလာပါပါချစ်သူမျက်နှာပြရီစားရီဒီပွဲလုံးဆန်နွေနော်နော်မှာပန်းတွေကိုလေးပြရရင်နမ်းရှိုက်ခဲ့ပြီချစ်သူရဲ့ငိုပါနဲ့ကိုယ်ပန်းကလေးနွားရင်ပန်းကြိုက်သူမူရတွေတွေ့ပန်းတခင်ပြိုးထားတယ်ပန်းတွေကတော့ကျွန်တော်တို့နည်းနည်းတခြားအကြောင်းအရာတွေကျွန်တော်တို့ဒီနေ့တော့လမ်းကြောင်းတွေရှိတယ်ကျွန်တော်တို့ဆွေးနွေးဖြစ်တယ်ဒါပေမဲ့တော်တော်လေးကျွန်တော်ပေါ့တော့ပါတယ်ဘေးတော့လူစုတဲလောက်ပြီးတယ်ဒီဆက်ပြမမြတ်မော်မြိတ်ဆရာကိုတေအောင်ဆရာဝင်းမြအောင်မြိတ်ဆရာကိုတုံမြဆရာကိုမောင်ထေးဟောကိုထေးပေါ့နော်သူပဲကိုလကလာနာမဲကိုထေးနေတယ်လားကိုထေးတာဆရာဆိုတာနောက်ဆုံးကြီးနေဆရာဟုတ်ကဲ့ပြီနေတူအနေတူအနေရမယ်ဒီတော့ပေါ်နေရတယ်နော်ဆရာပြေမှာအထူးပင်ကျေးဇူးတင်ဘုရားကာယသိရှိပါကြောင်းလေးစားစွာတို့ကြပါအားလုံးမတတ်တဲ့ပါဒီလိုပြန်တော့ပဲကျွန်တော်တို့မှာစူပါဝီကမတတ်တဲ့ဓာတ်ပုတ်တို့ရနော်ကျွန်တော်မတတ်တဲ့ဓာတ်ပုတ်ရအဆူပြောပြတယ်တင်ဝင်လာစံပြတ်တင်ဝင်လာတော့တူရစံပြတ်တင်ဝင်လာတော့တူရစံပြတ်တင်ဝင်လာတယ်စံပြတ်တင်ဝင်လာမဲ့တော့တင်ပြတယ်တော့ဇာဘောတော့ဆိုတော့အတိတ်ဇာဘောခွဲလာတော့ခွဲလာလို့လိုက်တော့ဆွေးချက်တော့ဒီမှာသူညင်ကိုရှိရတယ်အောက်ကိုဆိုသူခန့်ယူချေပေါ်လာတယ်သူမျိုးကျေးဇူးပြန်ဆန်းလိုက်ပဲကျေးဇူးပြန်တင်တယ်ဟုတ်တယ်အလုပ်ပြုလိုက်တော့တော့ဒီကသိစိတ်ဝင်တော့ပတ်တယ်လို့လူတူတရားဝိညာဉ်နဲ့ပေါ့ပြရပဲလို့ဆဲလေးတွေတော့ရမယ်ဥပမာဆိုတော့ရတို့တို့ရဥပမာဝိမိတ်စရာမိတ်ဆက်ပြလိုက်ပါလားဆဲလေးတွေလို့လားဘယ်လိုရုပ်ကြည့်ရတယ်တော့ရတာပဲဒီတော့ပြီးတယ်ကိုယ်ဖြေရတယ်လေကျွန်တော်နောက်ပိုင်းနဲ့အမေကပြောချင်တယ်ကူကအဲ့တော့ပထမဆုံးကျွန်တော်တကယ်ကြီးတရားတကယ်ဖြစ်ပြတော့တယ်ကိုယ်ဖြေရတယ်ကူအဲ့ပြပြပါဒီကတော့ရောတယ်ကျွန်တော်လည်းပြခံရတယ်ကျွန်တော်လည်းတွေ့ရရောအဲ့တကယ်စားဖြစ်တော့တယ်ကိစ္စလည်းပဲကျွန်တော်တကယ်ကြီးခင်ဒီတော့ကိစ္စအလုပ်ဆုံးပြပြရတယ်ခုနမဲဆိုကိုယ်စုခေါ်တော့တခါလာဘူးအဲ့တော့ဘောဒီပေါ့ဘူးအဲ့တော့ခုနေကဒီဝင်တာမန်ပြီးတော့မတရားမှဘူးနဲ့တော့ကိုရနေစပူတော့ကျွန်တော်ဒီတော့တိတ်စီးတဲ့နေရာတွေမှာလိုအပ်တယ်အမှန်ဟုတ်တယ်အဲ့ဒီစာဝလေးကိုကျွန်တော်ကဖတ်ကြည့်ပြီးတော့ဒီစာဝထဲမှာဆိုလို့ရှိရင်ခင်ဗျားတို့လိုအပ်ရင်တော့ကျွန်တော်ဒါမဲ့မိတ်တို့ကူကရိယာဝိသေသနာနာမဝိသေသနာအမိဘာကတာနေအမေတအားဖက်လို့ဝိဒါပါလူကွယ်မပြီးလို့ရှင်တော့မယ်ဟုတ်တယ်တကယ်တော့ပါနဲ့ဘက်ကတဏ္ဍာဘကွက်ကိုတအားဖက်တာမှားတယ်မင်းအမေကိုတအားဖက်လို့ပါနဲ့ဘက်ကတဏ္ဍာဘကွက်ကိုမွေးတာပါလူကွယ်ဒါဆိုရင်အဲ့ဒီကရိယာထားလို့မှန်သွားတယ်ဒါလေးတွေနဲ့ပတ်သက်လို့ဒါနဲ့ပတ်သက်လို့ဆိုတာတချို့ကလည်းပဲဒီတောင်မှာတချို့ကြတော့လေကိုယ်ကြပြပါမှမသိဘူးဒါပေမဲ့လို့အဲ့တော့ဘယ်လိုလုပ်နေလဲနော်အဲ့တော့ဘယ်ပါလဲဘောဘောပါနဲ့ကောက်လို့ဆိုတဲ့စကုံမှုတွေဘယ်လာပဲစီပါစေအမေလေးရောက်တော့မမီပါဘူးအခုခေတ်မှာကော်ဖီဆိုင်တွေညလာလို့ကောက်ဆိုကော်ဖီတွေစီနေနေမှာငယ်ကအမေချော့တိုက်ခဲ့တဲ့ကော်ဖီလာရောက်တော့စီတော့ဘာမှဘယ်လာတော့လဲသူကစီနေပါစေဘာမှတော့ဆောက်ဆိုတဲ့ကမှုတွေစီကံပါစေမေလာဆက်စီတောင်းနေပေးတဲ့ကမှုဆိုတာစီတော့ငယ်ရွယ်လူကျတဲ့နောက်ပါပဲစိတ်တန်တော့သမီးတွေပေါ်မှာတော့ခိုင်တယ်
ပေးမယ်တောက်တတိတချို့ကနားမလိုက်ဘူးပါဘူးအားလုံးကိုတော့မသိဘူးအမေကိုပြန်ခံပြောတာတဖို့မခအလင်းမခမင်းသားလက်လာတာတွေအများကြီးရှိပါတယ်ကျွန်တော်ကအမေတရားပါမယ်အမေဆိုတဲ့